ဥပဒေကအားနည်းချက်ရှိနေလို့လားဘာကြောင့်လဲဒီမရိမှုနဲ့ပတ်သက်လို့ဥပဒေပြဋ္ဌာန်းထားတာမိနစ်တနေ့မှာပြဋ္ဌာန်းတာမဟုတ်1860ကျော်အင်္ဂလိပ်လက်ထက်ကလေးကအင်္ဂလိပ်ပြဋ္ဌာန်းခဲ့တယ်ရှိမှကျွန်တော်တို့ကသတင်းမီဒီယာကတိတ်လွတ်လပ်တဲ့အခါကျတော့ထက်ကနေရှိရင်ချက်ချင်းတက်လာဆိုတော့အများမြင်နေရဒါတွေကအခုမှဖြစ်တာလားဆိုတော့မဟုတ်ဘူးအရင်ကတည်းကဥပဒေပိုင်းဆိုင်ရာရဲ့အားနည်းချက်လို့ကျွန်တော်တို့ကမပြောချင်ဘူးဥပဒေပေါ်မှာကျွန်တော်တို့ကျင့်သုံးတဲ့အဓိကကြတဲ့တရားစွဲအဖွဲ့အစည်းတို့တရားရုံးကျွန်တော်ဥပဒေအတိုင်းဝိုင်းပေါ့ဒီပုံကုန်များကအဓိကထားပြီးတော့ဒီဥပဒေနဲ့အညီဆောင်ရွက်တင်တာပေါ့အဲ့လိုဆောင်ရွက်မယ်ဆိုရင်အတိုင်းအတာတစ်ခုအထိတော့ကျွန်တော်တို့ရောပါအောင်ဆောင်ရွက်နိုင်တယ်ခြုံဝစ်လို့ဒီလိုဖြစ်တယ်ဒီမလုံခြုံဝစ်လို့ဒီလိုဖြစ်တယ်ဒါကတော့ကျွန်တော်တို့ကပြောလို့မရအောင်အဲ့လိုဆိုရင်ကျွန်တော်အာဖရိကနိုင်ငံတချို့အဝတ်စားမွေဘူးအဲ့လိုဆိုအဲ့ဒီရွာတွေမှာဟုတ်လားမြို့တွေမှာနေ့စဉ်ဖြစ်နေမှာနေ့တိုင်းဖြစ်နေမှာအမှုပေါင်းများများစွာဖြစ်နော်အဲ့ဒါကြောင့်ကျွန်တော်ကဥပဒေတက်ကိုပဲကျွန်တော်အပြည့်ပြောလို့ဥပဒေက fair ဖြစ်ပါကအားနည်းချက်မရှိပါဘူးအဲ့တော့ဥပဒေကအားနည်းချက်မရှိဆိုဆရာတေတံရောချလို့မရနိုင်ဘူးလားအဲ့ဥပဒေရဖို့တေတံချမယ်ဆိုရင်ဥပဒေကိုပြင်ရမယ်အဲ့တော့လောလောဆယ်တော့တေတံမရှိဘူးဟုတ်ကဲ့အနှစ်20ထောင်တန်းအဆိုတဲ့အစားတေတံဆိုပြီးတော့ပြင်လိုက်ရင်ဒါကတော့ပြည်တော်စုလွှတ်တော်တို့ကတော့ပြင်ရမယ်ကိစ္စနှစ်20ဆိုတာကဟုတ်ကဲ့အနည်းဆုံးလားအများဆုံးလားနှစ်20အများဆုံးတစ်ထက်မှရှိတယ်သူ6လလည်းချလို့ရနေတယ်၄နှစ်လည်းချလို့ရနေအဲ့ဒီကြောင့်ဥပဒေကိုပြင်ဖို့လိုမလားလို့ကျွန်တော်ပြင်တာပေါ့နော်ကျွန်တော်အဲ့တော့တရားသူကြီးတွေကိုဆရာမိကုန်းထုတ်ဖို့ကြီးကိုကျွန်တော်မိကုန်းထုတ်ဖို့ဆိုတာတဲ့အဲ့ဒီအမှုကိုစစ်ဆေးတဲ့ပေါ်ပေါက်ချက်ပေါ့တက်တည်ထွက်ချက်ပေါ်ပေါက်ချက်ဘယ်လောက်ခိုင်မာသလဲကျွန်တော်အဓိကထားဆွေးနွေးချင်တာတရားဥပဒေကဘယ်လောက်ပဲမျက်မျက်တတာရေပက်မဝင်အောင်ထိုက်တဲ့ပြစ်ဒဏ်ချမှတ်နိုင်အောင်ပြဋ္ဌာန်းအဲ့ဒီဥပဒေကိုအကောင့်ထဲပေါ်တဲ့တရားဥပဒေစိုးမိုးရေးအဓိကတရားဥပဒေစိုးမိုးရေးအဲ့ဒါမရှိရင်ကျွန်တော်တို့ဘာမှလုပ်လို့မရအောင်တရားဥပဒေစိုးမိုးမှုရှိမှဥပဒေတွေအသက်ဝင်မယ်အသက်ဝင်မှသာလျှင်စောစောကဆွေးနွေးတဲ့ဟန်တာနေတဲ့ပြစ်ဒဏ်ချမှတ်ပြီးတော့ရောပါသွားမယ်လို့ကျွန်တော်တို့ပြောလို့ရမှာ